မိန်းကလေးတစ်ယောက်ဟာသူမရဲ့အရင်ခောက်ခောက်ဖခင်ရင်ကိုယ်တိုင်ရဲ့ရက်ဆက်စွာနှိပ်စက်မှုကိုခံနေရပါတယ်။အဲ့ဒီဖခင်ဟာသူ့သမီးကိုစတုရမ်းပေအနှဲငယ်သာရှိတဲ့အခန်းကျင်းလေးထဲမှာပိတ်လောင်ထားပြီးရွာထဲကလူမိုက်တွေကိုတစ်ကြိမ်ကို300ယွမ်နဲ့အကြိမ်ကြိမ်ရောင်းစားပြီးပြောပခိုင်းခဲ့ပါတယ်။ဒီအဖြစ်အပျက်ကိုမကြည့်ရတော့တဲ့ညီမဖြစ်သူဟာသူမအမခံစားနေရတဲ့ငရဲခမ်းကိုအဆုံးသတ်ဖို့သူမဟာဓာမတလက်ကိုအာသွန်ခွန်စိုက်သွေးပြီးအမကိုနှိပ်စက်ခဲ့တဲ့တိရစ္ဆာန်ထက်မိုက်ရိုင်းနဲ့လူတွေကိုလက်စားချေဖို့စောင့်ဆိုင်းနေခဲ့ပါတယ်။လူမိုက်ကောင်းဆောင်ထွက်လာတဲ့အခါမှာသူမကိုအထင်သေးစွာနဲ့လှောင်ပြောင်ခဲ့ပေမဲ့မကြခင်မှာပဲသူမရဲ့လက်ချက်ကြောင့်နာကျင်စွာအော်ဟစ်ခဲ့ရပါတယ်။ဒါဟာသူမရဲ့လက်စားချေမှုခရီးစဉ်ရဲ့အစပဲဖြစ်ပါတယ်။အမဖြစ်သူဟာဖခင်ဖြစ်သူရဲ့ရိုက်နှက်မှုကြောင့်ခြေထောက်ကျိုးနေပေမဲ့ညီမဖြစ်သူတယောက်တည်းအန္တရာယ်ဖြစ်မှာဆိုလို့အာယူပြီးနောက်ကနေလိုက်လာခဲ့ပါတယ်။လမ်းကူးလက်မှာတော့ညီမဖြစ်သူဟာလူမိုက်နှစ်ယောက်ကိုနှိမ်နင်းနိုင်ခဲ့ပေမဲ့တခြားလူတစ်ယောက်ရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံလိုက်ရပါတယ်။အခြေအနေတင်းမာနေတော့မှပဲသူမတို့ရဲ့ငယ်တငယ်ချင်းရောက်ရှိလာပြီးကူညီပေးခဲ့လို့လူမိုက်တွေထွက်ပြေးသွားကြပါတယ်။အားလုံးကသူမကိုပြဿနာတွေကနေဝေးရာကိုထွက်ပြေးဖို့တိုက်တွန်းခဲ့ကြပေမဲ့သူမကတော့လက်မခံခဲ့ပါဘူး။သူမဟာဓာမကိုပြန်ကောက်ပြီးအိမ်ကိုဦးတည်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်တရားခံအစ်စ်ဟာသူမရဲ့အမကိုရောင်းစားခဲ့တဲ့ဖခင်ဖြစ်သူဖြစ်နေလို့ပါပဲ။ဖခင်ဖြစ်သူကိုထောင်တနေရာမှာပိတ်မိနေချိန်မှာမိခင်ဖြစ်သူကဝင်ရောက်တားဆီးပြီးဒီလိုလူမျိုးအတွက်နဲ့ထောင်ကြမခံပါနဲ့လို့ဖြောင်းဖျားခဲ့ပါတယ်။ဒါပေမဲ့သူမကတော့ဒေါသတကြီးနဲ့ရှင်ဟာဖခင်တယောက်ဖြစ်ဖို့တန်လို့လား။ရှင်ဟာလူတယောက်ဖြစ်ဖို့ရောတန်ရဲ့လားလို့မေးခွန်းထုတ်ခဲ့ပါတယ်။သူမဟာဓာတ်နဲ့လွှဲပေါက်လိုက်ပေမဲ့ပြစ်မှတ်ကအနှဲငယ်လွှဲချော်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီးသူမကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတော့တယ်။မိန်းကလေးတယောက်ဟာလူမဆန်တဲ့ဖခင်ကိုလက်တုံ့ပြန်မှုကြောင့်တမင်တကာနာကျင်စေမှုနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခံလိုက်ရပါတယ်။သူမဟာသူမရဲ့လုပ်ရက်အတွက်နောင်တမရပေမဲ့စိတ်မကောင်းဖြစ်ရတာတခုကတော့သူမရဲ့ချစ်သူနဲ့ထားခဲ့တဲ့ကတိပဲဖြစ်ပါတယ်။ထောင်ကထွက်လာရင်မြို့တက်ပြီးအလုပ်တူတူလုပ်ကြမယ်ငါ့ကိုလက်ထပ်ပါဆိုတဲ့ချစ်သူရဲ့စကားတွေကြောင့်သူမဟာအာတင်ပြီးထောင်ထဲမှာနေထိုင်ခဲ့ပါတယ်။ထောင်ကြပြီးတစ်နှစ်အကြာမှာသူမရဲ့အမေကထောင်ဝင်စာလာတွေ့ပါတယ်။သူမကသူမရဲ့အမအကြောင်းမေးတဲ့အခါမှာတော့အမေဖြစ်သူကစကားတွေထစ်ထစ်အဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရက်ဆက်လာတဲ့သူမရဲ့အဖေရောက်လာပြီးနှစ်အမပြီးခဲ့တဲ့လကတေးပြီးလို့ပြောလိုက်တဲ့အခါသူမရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ပါတယ်။အမဖြစ်သူဟာညီမဖြစ်သူထောင်ဒဏ်လျှော့ပေါ့ဖို့အတွက်ရော်ကြီးငွေတွေရှာဖွေပေးရင်းနဲ့ယောဂရပြီးတေးဆုံးသွားခဲ့တာပါ။သူမရဲ့အဖေကအမဖြစ်သူကိုအတင်းအကျပ်အလုတ်ခိုင်းစေခဲ့တဲ့အပြင်သူမရဲ့အမွေစားအမွေခံဖြစ်တောင်မတတ်မှတ်ပဲရက်ရက်ဆက်ဆက်ဆန်ခဲ့ပါတယ်။အမဖြစ်သူခြံထားခဲ့တဲ့စာလေးကိုဖတ်ရင်းသူမဟာရှိုက်ကြီးတင်ငင်ငိုကြွေးခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့မျက်ရည်တွေဟာနောက်ဆုံးမှာတော့ပြင်းထန်တဲ့အာဃာတတွေဖြစ်လာခဲ့ပါတယ်။သူမဟာထောင်ထဲမှာအမျိုးသားတွေနဲ့ရင်ပေါင်နှံနိုင်မှုအတွက်နေ့စဉ်တိုက်ထိုး300ကျင်းကီလိုမီတာ10ချီပြေးတာအပြင်လက်မောင်းနဲ့ပခုံးအားတမ်းမာစေဖို့ရေပုံးတွေမပြီးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပါတယ်။သူမရဲ့တခုတည်းသောရည်မှန်းချက်ကတော့အမဖြစ်သူကိုနှိပ်စက်ခဲ့တဲ့အဖေဖြစ်သူကိုထောင်ကထွက်တာနဲ့ကလဲစားချေဖို့ပါပဲ3နှစ်ပြည့်လို့ထောင်ကထွက်ခါနီးချိန်မှာတော့သူမဟာယုံကြည်မှုအပြည့်နဲ့လက်စားချေဖို့အသင့်ဖြစ်နေပါပြီ။မိန်းကလေးဟာသူမကိုဒုက္ခပေးခဲ့တဲ့လူယုံမာကိုဖမ်းဆီးထိန်းချုပ်ထားပြီးအိမ်ထဲကထင်းပုံတွေပေါ်ကိုအရက်တွေလောင်းချလိုက်ပါတယ်။သူမဟာဒီလူယုံမာရဲ့ပိုင်ဆိုင်မှုအလုံးကိုဖျက်ဆီးပစ်ဖို့ဆုံးဖြတ်ထားတာပါ။သူမကမိချစ်နဲ့မိရှို့ဖို့ပြင်နေချိန်မှာအဖမ်းခံထားရတဲ့အမျိုးသားကငါသာဒီနေ့မသေးရင်နင်ငါ့ကိုဒဏ်ရာရအောင်လုပ်တာရောအိမ်မိရှို့တာရောအတွက်နင့်ကိုထောင်ထဲရောက်အောင်လုပ်မယ်လို့ချိန်ချောက်ပါတယ်။ဒါပေမဲ့မိန်းကလေးကမတုံ့လောက်ပါဘူး။သူမကဖုန်းကိုထုတ်ပြီးရဲကိုတိုင်ကျင်တိုင်လို့ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့3နှစ်ကဒီလူကိုယ်တိုင်ပဲလိန်ညာတက်တွေထွက်ခဲ့လို့သူမမတရားထောင်ချခဲ့ရတာပါ။အခုလေဒီလူကသူမကိုဒဏ်ရာရအောင်လုပ်တယ်လို့တက်တွေပြရင်သူကိုယ်တိုင်လည်းလွန်ခဲ့တဲ့3နှစ်ကလိန်ညာတက်တွေထွက်ခဲ့တာပေါ်သွားမှမို့နှစ်ယောက်လုံးထောင်ချမှာပဲလို့ပြန်ပြောလိုက်တဲ့အခါလူယုံမာဟာဘာမှမပြောနိုင်တော့ပဲစွန့်သွားပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးရဲ့အမေကတူတချောင်းကိုဆွဲထုတ်လာပါတယ်။သူမရဲ့သမီးကြီးဖြစ်သူချိုးမေရဲ့ခြေထောက်ကိုဒီလူကရိုက်ချိုးခဲ့တာကြောင့်အခုလက်စားပြန်ချေဖို့ပြင်ပါတယ်။သူမကအရင်ကငါကဦးကြောင်ကြောင်နဲ့သူ့ရဲဘောကြောင်ခဲ့တဲ့နင့်စကားကိုနားထောင်ခဲ့မိလို့ငါသမီးချိုးမေတည်ခဲ့ရပြီးမူအန်လည်းမတရားထောင်ချခဲ့ရတယ်လို့နာကျင်စွာပြောပါတယ်။လူယုံမာကသူ့ကိုတတ်မလို့လားလို့မေးတဲ့အခါအမေဖြစ်သူကတေးရမှာထက်ပိုဆိုးတဲ့ငရဲကိုခံစားစေရမယ်လို့ပြောပြီးသူနဲ့ရိုက်ဖို့ပြင်ပါတယ်။ဒါပေမဲ့သမီးဖြစ်သူမူအန်ကမေးမလုပ်ပါနဲ့သမီးကအပိုတန်နဲ့သမီးပဲလုပ်ပါရစေဆိုပြီးသူကိုလွှဲယူကလက်စားချေလိုက်တဲ့အခန်းနဲ့အဆုံးသတ်ထားပါတယ်။